ဘာပေါ်မှာလှပတဲ့တောတောင်ရေမြေတဘာဝတွေစိမ့်လန်းတဲ့မြက်ခင်းကြီးတွေတိုးတက်ခမ်းနားတဲ့မြို့ပြကြီးတွေစသဖြင့်အန္တရာယ်ကင်းတဲ့နေရာတွေအများကြီးရှိကြသလိုပောက်ကွဲလူနီးပါးမီးတောင်ကြီးတွေရေကြီးမိုးခေါင်ငလျင်လှုပ်အေးလိုင်းဖြတ်အပူလိုင်းဖြတ်စသဖြင့်အန္တရာယ်များတဲ့နေရာတွေလည်းအများကြီးရှိကြပါတယ်လူအများစုနဲ့နိုင်ငံအများစုကတော့အေဂျင့်တဲ့နေရာအန္တရာယ်ကင်းတဲ့နေရာတွေကိုသာရွေးချယ်နေကြပေမဲ့တချို့ကတော့အခုချိန်ထိတိုင်အောင်အန္တရာယ်အများဆုံးနဲ့အသက်အန္တရာယ်ကိုအချိန်ချောက်ဆုံးနေရာတွေမှာနေကြရတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ကဘာကြီးရဲ့ဘယ်နေရာတွေကအန္တရာယ်အရှိဆုံးဖြစ်ပြီးလူတွေကိုဘာကြောင့်ဒီလိုအန္တရာယ်ရှိတဲ့နေရာတွေမှာနေကြသေးလဲဆိုတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကဘာကြီးရဲ့ဘယ်နေရာတွေကဘလို့အန္တရာယ်တွေရှိနေလဲဆိုတာကိုသိရဖို့အတွက်အခုပဲဗီဒီယိုလေးကိုကြည့်လိုက်ရအောင်နော်။နံပါတ်1သဘာဝဘေးအန္တရာယ်ရှိနိုင်ငံများအီတလီနိုင်ငံတောင်ပိုင်းမှာရှိတဲ့လူဦးရေ3 သန်းကျော်နေထိုင်တဲ့နေပယ်မြို့ဟာဆိုရင်လည်းကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံးမီးတောင်တွေကတစ်ခုဖြစ်တဲ့ Vesuvius မီးတောင်ဘေးမှာတည်ရှိတာပဲဖြစ်ပါတယ်။ဒီမီးတောင်ဟာဆိုရင် AD 89ရာစုမှာတစ်ခါပေါက်ကွဲခဲ့ပူပြီးအနီးအနားမှာရှိတဲ့ရက်ရွာတွေကိုဖျက်ဆီးခဲ့ပူပါတယ်။ဒါကြောင့်ပဲဘူမိဗေဒကျွမ်းကျင်သူတွေကဒီမီးတောင်ကအချိန်ကြာလာတဲ့အမျှနောက်ချိန်ထပ်ပေါက်ကွဲဖို့ရှိတယ်လို့ယုံကြည်ထားကြပေမဲ့မြို့ကလူတွေရှို့ကတော့ပြောင်းရွှေ့ခြင်းမရှိပဲလူဦးရေတောင်တစားထက်တစားကြီးလာပါသေးတယ်။ဒါကဘာကြောင့်လဲဆိုရင်တော့နေပယ်မြို့ကမြို့တစ်မြို့ဖြစ်ုံနဲ့မကပဲယဉ်ကျေးမှုဆိုင်ရာအမှတ်အသားတစ်ခုလည်းဖြစ်နေလို့ပဲဖြစ်ပါတယ်။ Vesuvius မီးတောင်ဘေးမှာရှိတဲ့မြေစည်းလွှာတွေကမယုံနိုင်စရာကောင်းလောက်အောင်မြေဩဇာကောင်းပြီးစိုက်ပျိုးရေးနဲ့စီးပွားရေးအတွက်အလွန်အကျိုးဖြစ်ထွန်းတဲ့မြေမျိုးလည်းဖြစ်နေပါတယ်။ဒါကြောင့်ပဲဒီဒေသကစီးပွားရှာဖွေလို့ကောင်းပြီးခရီးသွားတန်းပေါင်းများစွာကိုလည်းဆွဲဆောင်ထားနိုင်စေဖြစ်တာကြောင့်ဒေသခံတွေရဲ့အသက်မွေးဝမ်းကြောင်းအတွက်အထောက်အကူဖြစ်စေတဲ့အတွက်ဒေသခံတွေအနေနဲ့အခုချိန်ထိအဲ့နေရာကနေမစွန့်ခွာနိုင်ကြသေးရပဲဖြစ်ပါတယ်။တဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေရင်ဆိုင်နေရတဲ့အန္တရာယ်များတဲ့နောက်ထပ်နေရာတစ်ခုကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံပဲဖြစ်ပါတယ်။နိုင်ငံကမြေနိမ့်ပိုင်းဖြစ်ပြီးတော့ပင်လယ်မျက်နှာပြင်မြင့်တက်လာတဲ့အမျှနေရာအများစုကတဖြည်းဖြည်းနစ်မြုပ်လျက်ရှိနေရပဲဖြစ်ပါတယ်။အခုဆိုရင်လည်းရေကြီးမှုတွေဆိုင်ကလုန်းမုန်တိုင်းတွေလိုမျိုးတဘာဝဘေးအန္တရာယ်နဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းနိုင်ငံသားတွေကတော့ပြောင်းရွှေ့ခြင်းအတွက်အဆင်မပြေကြတဲ့အတွက်ဒီဒေသမှာပဲနေကြတာဖြစ်ပါတယ်။နံပါတ်2မှုခင်းများတဲ့မြို့များHonduras မှာရှိတဲ့ San Pedro Sula မြို့မှာဆိုလို့ရှိရင်လည်းလူသက်နှုန်းအများဆုံးနိုင်ငံတွေထဲကတစ်ခုပဲဖြစ်ပါတယ်။ဒီမြို့မှာဆိုရင်မူရစ်ဆေးဝါးဂိုင်းတွေအုပ်စုဖွဲ့အကြမ်းဖက်မှုတွေနဲ့ငွေညှစ်မှုတွေကိုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီမျိုးမှာနေထိုင်တဲ့သူတွေအနေနဲ့လုံခြုံတဲ့နိုင်ငံတွေစီကိုတရားဝင်ပြောင်းရွှေ့နေထိုင်ဖို့အတွက်မဖြစ်နိုင်လို့နှီးပါဖြစ်နေတာကြောင့်ဒီလိုမှုခင်းများတဲ့မျိုးမှာပဲဆက်လက်နေထိုင်နေကြရတာဖြစ်ပါတယ်။ဒီမျိုးနဲ့အလားတူရင်သက်ရှုမောပွဲရအလှတရားတွေနဲ့ကြွယ်ဝတဲ့ယဉ်ကျေးမှုတွေရှိတဲ့တောင်အာဖရိကရဲ့ကိတ်တောင်းမျိုးမှာဆိုရင်လည်းမညီမျှမှုတွေအုပ်စုဖွဲ့လှုပ်ရှားမှုတွေကြောင့်မလို့နိုင်ငံအတွင်းမှာမှုခင်းဖြစ်ပွားမှုအများဆုံးမျိုးလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းကိတ်တောင်းမျိုးကခရီးသွားလာရေးနီးပညာနဲ့ပညာရေးကဏ္ဍတွေမှာအခွင့်အရေးအများဆုံးရှိတဲ့နေရာတစ်ခုဖြစ်တာကြောင့်ဒီဒေသတွေမှာရှိတဲ့လူတွေကဆက်လက်နေထိုင်နေကြရပဲဖြစ်ပါတယ်။နံပါတ်3အစိမ့်သင့်နေရာများနောက်ထပ်အန္တရာယ်များတဲ့နေရာတွေကတော့သဘာဝဘေးအန္တရာယ်နဲ့မှုခင်းတွေကြောင့်မဟုတ်ဘဲလူကျန်းမာရေးအတွက်အစိမ့်သင့်တဲ့နေရာတွေပဲဖြစ်ပါတယ်။ရုရှားမြောက်ပိုင်းမှာရှိတဲ့ Norilsk မြို့မှာဆိုလို့ရှိရင်လည်းကမ္ဘာပေါ်မှာအငြိမ်ချမ်းဆုံးမြို့တွေကတစ်ခုဖြစ်ပြီးငြိမ်ချမ်းမှုအများစုကတော့နီကယ်နဲ့လေးလံနဲ့တက်တူလုပ်ငန်းတွေကြောင့်ပဲဖြစ်ပါတယ်။လေထုကလည်းဓာတုပစ္စည်းတွေနဲ့ထူထပ်နေပြီးစောင်းရာသီမှာဆိုရင်လည်းအေးခဲမှုအပြည့်နဲ့နေအောင်မရှိပဲလပဲမြင်ရတဲ့နေရာမျိုးဖြစ်ပါတယ်။ဒါပေမဲ့ဒီမျိုးရဲ့လုပ်ငန်းတွေကရုရှားနိုင်ငံမှာဆိုရင်အမြင့်ဆုံးစက်မှုလုပ်ငန်းလာစာကိုပေးတဲ့အပြင်ဝန်ထမ်းတွေရဲ့မိသားစုတွေကိုလည်းထောက်ပံ့ပေးတာကြောင့်မလို့အလုပ်သမားတွေကဆက်လက်နေထိုင်နေကြရပဲဖြစ်ပါတယ်။နောက်ထပ်ပိုဆိုးတဲ့နေရာတစ်ခုကတော့ယူကရိန်းနိုင်ငံမှာရှိတဲ့ Chernobyl Exclusion Zone ပဲဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်တော့1986ခုနှစ်မှာနျူကလ িয়ার ဘေးအန္တရာယ်ကိုရင်ဆိုင်ခဲ့ရပြီးလူမနေထိုင်သင့်ကြောင်းကြေညာခဲ့ရပဲဖြစ်ပါတယ်။ဒါပေမဲ့နှစ်တွေကြာလာတဲ့အမျှအခြေချနေထိုင်သူလူအုပ်စုတွေကတော့ဒီညဉ့်ညမ်းတဲ့နေရာမှာပြန်လည်နေထိုင်နေကြရပဲဖြစ်ပါတယ်။
နေထိုင်သူအများစုကတော့တက်ကြီးရွယ်အိုတွေဖြစ်ပြီးသူတို့ရဲ့အထီးကျန်မှုတွေနဲ့ဆင်းရဲနွမ်းပါးမှုတွေကြောင့်မလို့ဒီလိုအန္တရာယ်များတဲ့နေရာကိုပြန်လည်ရွေးချယ်ခဲ့ရတာပဲဖြစ်ပါတယ်အခုပြောပြပေးသွားခဲ့တဲ့အကြောင်းအရာလေးတွေကတော့ကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးနေရာလေးနဲ့ဒီနေရာတွေမှာဘလို့အကြောင်းအရာတွေကြောင့်မလို့လူတွေဆက်လက်နေထိုင်နေကြလဲဆိုတဲ့အကြောင်းလေးတွေကိုတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်အခုလိုဘ ഹു တုဒရစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်